လို့လူငယ်ဆန်ပြီးတော့စမတ်ကြရဲ့ဒီဇိုင်းလေးကိုလည်းကြိုက်တယ်ဒီလိုမျိုးခါတိုရာလေးကိုမကြိုက်ဘူးဆိုတဲ့သူလေးတွေပေါ့နော်ခါရှည်တာကိုကြိုက်တယ်ဆိုတဲ့သူလေးတွေအတွက်ဒီဇိုင်းလေးတစ်ခုပြပေးပါမယ်အဲ့ဒါလေးကတော့ဒီဒီဇိုင်းလေးပါဒါလေးကိုတော့ခိုင်တို့က classic belly ထောက်လို့နာမည်ပေးထားပါတယ်သူ့ရဲ့ကျဲသီးလေးကိုဆိုရင်ဒီမှာအလားလေးတွေလည်းသုံးထားပေးပါတယ်သူကထောက်ကိုဒီလိုထောက်လေးပေါ့နော်ပခုံးထောက်လေးထည့်ထားပြီးတော့မှဒီနောက်မှာဖြတ်ဆက်မလာပဲနဲ့ပေါ့နော်ဒီဇိုင်းလေးကဒီဘက်ဘေးလေးကနေပြီးတော့မှပဲခါအဝဲပုံစံလေးဒီဇိုင်းလေးထွင်ထားတာပါလူငယ်ဆန်ပြီးတော့စမတ်ကြတာကြိုက်တယ်ပြီးတော့ခါကိုဆိုရင်အတူမရဲဘူးရှည်တာမှကြိုက်တယ်ဆိုတဲ့သူလေးရဲ့အတွက်ဒါလေးကသင့်တော်ပါတယ်နောက်ချမ်းကိုဆိုရင်လည်းဒီလိုခါအဝဲလေးလောက်ထားပေးပါတယ်ဒါလေးကတော့ site ကြီးလေးပါဒါလေးကလက်ဆိုင်လေးပါဒီဒီဇိုင်းလေးကိုဆိုရင်လည်းလူငယ်တွေအရင်ကြိုက်ကြရရှင်ဒီဒီဇိုင်းလေးကိုလက်ကားမာယူတဲ့သူတွေလည်းရှိတယ်လို့လက်လီဆိုရင်လည်းအမှန်ကြကြတယ်ပေါ့နော်ဒီဇိုင်းလေးကိုကြိုက်တယ်ဆိုရင်တော့ခံလို့စီမှာ pre order လာမှလို့ရပါတယ်နောက်ထပ်ထုတ်စေခြင်းတဲ့ဒီဇိုင်းသစ်လေးရှိရဆိုရင်လည်း comment မှာပြောသားပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye